ကဲဒီမှာ KG စတက်ခါစားចောင်းတက်ခါစား၄ရက်အခုရော okay ပြီလား KG လေးอ่ะမိမိလေးကစာလေးတွေကပြောင်းပြန်ဖြစ်နေလို့ဖတ်မရလို့ဒီချက်ကဖတ်မရဘူးဆိုတဲ့အကြောင်းလေးကိုပြောလိုက်တဲ့အခါသူကစာလေးကိုတစ်ခုတ်တည်း screen shoot ရိုက်ပြီးတော့မှတို့ကိုလာမေးတယ်အဲ့တော့မေးတဲ့အခါကျတော့တို့ဖြေပြီးမယ်စိုးရိမ်နေတာပေါ့နော်အဲ့တော့ဒါကလေဆရာမိဘပူးပေါင်းရမယ်ကိစ္စကလေးကိုဗော်လီဘောပုတ်ရမှာမဟုတ်ဘူးဒါမတက်သေးဘူးဒီအတန်းနဲ့အဆင်မမီသေးဘူးသွားနောက်တန်းကိုပြန်ပြီးတော့ဒါကမေရီတင်ပေးရမှာဒါကမိဘတွေတင်ပေးရတာမှာဆိုပြီးတော့ဗော်လီဘောပုတ်နေကလေးတို့ဘာမှအကျိုးကျေးဇူးမထူးဘူးအဲ့တော့တို့ကဘာလုပ်ရမလဲဆိုတော့ကိုသိစေချင်တာကိုဖြစ်စေချင်တာကိုသွားပြောလိုက်ဆရာမအောင်ကျောင်းအုပ်ကြီးဆိုတာခဏထောင်ကျောင်းအုပ်ကြီးဆိုတာကတခါလေကြတော့တချို့ဆရာမလေးတွေကသူတို့ကိုယ်တိုင်ကကလေးတွေနဲ့လက်ပွန်းတနည်းနေရတာကျောင်းအုပ်ကြီးကလက်ပွန်းတနည်းနေရတာမဟုတ်ဘူးကျောင်းအုပ်ကြီးဒီဆက်ဆမတို့ရဲ့တေချာမှုတည်မှုဖြစ်စဉ်တွေကိုအစဉ်ပြေချောမှုစီအတွက်လှုပ်ဆောင်ပြီးတော့မှဥဆောင်နေရတဲ့သူတယောက်သူကအဲ့တော့ကျွန်မဖြစ်စေချင်တာကတကယ်လက်ပွန်းတနည်းကိုသားသမီးကိုတင်နေတဲ့ဆရာဆမလေးနဲ့သွားညှိနိုင်ဆရာမကြီးကျမသားလေးကတော့ဒါလေးတွေတော့မတက်သေးဘူးအဲ့ဒါလေးတွေကိုလေကျမအိမ်မှာလေးလေ့ကျင့်ပေးပါပဲဆရာမကြီးဆရာမကကျောင်းမှာလေးလေ့ကျင့်ပေးပါဦးเนาะထမင်းကြိုက်ကိုထမင်းကြိုက်ကိုယူဖို့မေ့ယုံလောက်နဲ့မူဂျိုပြန်တက်ဆိုတာကတော့နည်းနည်းတော့စင်မပြေသေးဘူးပေါ့เนาะဒီချေကတော့အဲ့လိုယူစားတယ်အဲ့တော့ထမင်းကြိုက်ကိုထမင်းကြိုက်လေးကိုယူဖို့เนาะတခါတလေခဲတဲ့နေတချောင်းမှာပါမလားဘူးဒီကျောင်းမှာထပ်ဖြစ်ခဲ့တာဒါမှမဟုတ်တခြားတငယ်ချင်းကိုမဟုတ်တွေနဲ့ပါသွားလဲဖြစ်ချင်းဖြစ်မယ်တချို့တကယ်ချင်းတွေကလည်းရွေချက်ဆိုးဆိုးနဲ့ယူထားတာမဟုတ်ဘူးသူ့ကိုယ်သူတော်မှဘယ်ချောင်းဘယ်ဟာမှန်းသူကသူမသိသေးဘူးအဲ့တော့အဲ့ဒါတွေကိုတို့ဆရာဆရာမတွေကကျောင်းနဲ့ရောက်တာနဲ့တပြိုင်နက်ဖက်ဆိုလဲဖက်ကလေးကိုချွတ်မဟေးတသားတို့ရေးမိမိတို့ရေးစင်မော်လေးတွေတင်မယ်နော်နေ့စဉ်လေ့ကျင့်ပေးရတာအဲ့ဒါကမမေ့မလျော့လုပ်ရမယ်ကိစ္စလေးတွေဖြစ်တယ်ကလေးတွေအတွက်လေအဲ့တော့မဲ့လေလွယ်လေးတွေကိုဘယ်နာမှစီမယ်ရေဘူးလေးကိုတော့ဘယ်နာမှထားမယ်နော်ဆိုတာမျိုးလေးတွေကိုကိုကလေပြောပြရတဲ့အနေထားမှာရှိတယ်ပြီးနောက်တစ်ခုအိမ်ကနေလေ့ကျင့်ပေးလို့ရတဲ့ပုံစံကဲတသားကြီးကျောင်းရှိရောက်တာနဲ့တပြိုင်နက်ကျောင်းဝင်းရဲ့အရှိမကျောင်းထဲကတော့ဘယ်မှဘယ်သူမှဝင်ခွင့်မရှိပါဘူးအဲ့တော့ကျောင်းရှိရောက်တာနဲ့ကျောင်းထဲကနေပြီးတော့မှကျောင်းရှိမှာထိုင်ပြီးတော့မှတသားကြီးလွယ်လေးစီအောင်ပစ္စည်းလေးတွေစီအောင်လိုအပ်ရင်ကျောင်းထဲပြန်ယူကြမယ်ကလေးကိုပြစ်တင်ဒါတွေဘာတွေမလုပ်တော့ဘဲနဲ့ကိုကခိုး regulate လုပ်ပေးတာသူ့ကိုကူပြီးတော့မှစီကံလေးလိုက်နာနိုင်အောင်မိမိဘက်ကကူပေးတာဆရာမဘက်ကကူပေးတာဒီလိုနဲ့ဒီ9နှစ်ကလေးလေးကိုသူ့ကိုယ်သူတာဝန်ယူတတ်သွားအောင်သူ့ကိုယ်သူချောက်ပေါ်သူရက်တီတတ်သွားအောင်သူပစ္စည်းလေးတွေသူတိမ့်တတ်သွားအောင်တို့ဆရာဆရာမတွေကကူညီပေးရမှာလीဒါမရသေးဘူးတခြားတန်းပြောင်းတော့ဆိုတာကတော့သိစင်မပြေဘူးပေါ့အဲ့တော့မိမိနဲ့ဆရာမနဲ့ညှိစေချင်ပါတယ်လို့ပဲဒီချက်ကပြောပြစီနော်